မီတော့တရားဆိုပြေရန်စာတတွေပေါ်မြလာတဲ့မြေမော်တူးမော်ရာတွေအားထားကြတဲ့ရွှေမော်မြေလုပ်ငန်းရှင်ကြီးတွေလာရောက်ပါလို့ကြည်ကြနေတိုင်းနေရတနာရွှေငွေတွားကောင်းတဲ့ထင်ရှားပါတော့နန်းတော်ရွှေမော်မြေစိတ်လမ်းပြီးတော့တရားဆိုပြေရန်စာတတွေပေါ်မြလာတဲ့မြေမော်တူးမော်ရာတွေအားထားကြတဲ့ရွှေမော်မြေလုပ်ငန်းရှင်ကြီးတွေလာရောက်ပါလို့ကြည်ကြနေတိုင်းနေရတနာရွှေငွေတွားကောင်းတဲ့ထင်ရှားပါတော့နန်းတော်ရွှေမော်မြေတရားလာတဲ့နန်းတော်မြို့ကိုလေလာကြည်နီးလေခီးမွေးပါလေတရားလာတဲ့နန်းတော်မြို့ကိုလေလာကြည်နီးလေခီးမွေးပါလေစကိုင်းတက်တဲ့ပိုင်းပုံမလီခိုင်တွင်ကဥရုကြောင့်လေးတစ်ပေမှာနန်းတော်မြို့လေးတည်ရှိပါတယ်လေကျွန်တော်တို့ဘဝတွေကိုလေနန်းတော်မြို့ကရာရာပြောင်းလဲပြီးခဲ့ပြီရနာပေါ်တဲ့နန်းတော်ရွှေမော်မြေရွှေငွေပေါ်တဲ့နန်းတော်ရွှေမော်မြေဆဆရာရာဒီပြေဆုံးလာပဲနန်းတော်မြို့ကိုမိပြုကားလေစီးပွားရှာလူတိုင်းလဲလောက်တိုင်းတွေစင်ပြေဘယ်နည်းအောင်ဝဲရောက်ပါစေနန်းတော်မြို့လေးမင်းလို့ပြနိုင်ပဲမြို့ကိုလေလာကြည်နီးလေခီးမွေးပါလေတရားလာတဲ့နန်းတော်မြို့ကိုလေလာကြည်နီးလေခီးမွေးပါလေစကိုင်းတက်တဲ့ပိုင်းပုံမလီခိုင်တွင်ကဥရုကြောင့်လေးတစ်ပေမှာနန်းတော်မြို့လေးတည်ရှိပါတယ်လေကျွန်တော်တို့ဘဝတွေကိုလေနန်းတော်မြို့ကရာရာပြောင်းလဲပြီးခဲ့ပြီရနာပေါ်တဲ့နန်းတော်ရွှေမော်မြေရွှေငွေပေါ်တဲ့နန်းတော်ရွှေမော်မြေဆဆရာရာဒီပြေဆုံးလာပဲနန်းတော်မြို့ကိုမိပြုကားလေစီးပွားရှာလူတိုင်းလဲလောက်တိုင်းတွေစင်ပြေဘယ်နည်းအောင်ဝဲရောက်ပါစေနန်းတော်မြို့လေးမင်းလို့ပြနိုင်